AC3525 driver board တွေနဲ့ပတ်သက်လာရင်နှီးပညာရှင်ဒီကြုံနေကြခေါင်းခဲရတဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီ board ကောင်းတယ်လားပြက်နေပြီလားဆိုတာပါပဲ။ဒီနေ့မှာတော့အဲ့ဒီမေးခွန်းကိုယုံကြည်ချက်ရှိရှိနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်။ဟုတ်ပါပဲ။အဲ့ဒီလိုခေါင်းစားပြီးအချင်းကုန်ခန်းနေစရာမလိုတော့ဘူးပေါ့။ဒီတစ်ခေါက်မှာတော့ဘယ်သူမှဆိုလွယ်ကူလိုက်လို့နိုင်မဲ့ရှင်းလင်းပြတ်သားတဲ့အစင်စစ်စစ်နည်းကိုမျှဝေပေးသွားမှာပါ။ကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံး driver board ဒီမှာအဖြစ်များတဲ့ပြဿနာတွေအကြောင်းနည်းနည်းကြည့်မယ်ပြီးရင်လုံးဝရိုးရှင်းတဲ့ပေါ်ဖွင့်စစ်စင်းလေးကိုလုပ်ကြည့်ကြမယ်ဒါပေမဲ့အဲ့ဒီစစ်စင်းလေးတစ်ခုတည်းနဲ့အစင်မပြေတဲ့အခြေအနေတွေလည်းရှိသေးတယ်လေအဲ့ဒီကကြရင်ဘာစစ်လို့မလဲပြီးတော့ပို့ပြီးအသေးစိတ်စစ်ဆေးဖို့ဘယ်ပင်းတွေကိုအဓိကထားကြည့်ရမလဲဆိုတာနိနောက်ဆုံးမှာတော့အဲ့ဒီရတဲ့အချက်လက်တွေကိုသုံးပြီးချိုးရင်ချက်ကိုဘလို့ဖြေရှာမလဲဆိုတာအထိအကုန်ပါမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပြဿနာကိုတိုင်းမိမဖရီစင်ခင်မှာလေဒီ driver board ရဲ့အဓိကအသက်သွေးကြောသူ့ရဲ့နှလုံးသားမှာပါစီလဲဆိုတာကိုရင်လုံးနားလည်ထားဖို့လိုပါတယ်ကဲအပိုင်းတစ်ကိုစလိုက်ကြအောင်အဓိကဇလိုက်ကြောကြီးကတော့ဒီ SG3525 IC တာပဲသူကဒီ board တစ်ခုလုံးရဲ့ဦးနှောက်လို့ပြောလို့ရတယ် output post တွေထုတ်ပေးတဲ့အဓိကအလုပ်ကိုသူလုပ်တာပေါ့ဒါပေမဲ့သူတယောက်တည်းတော့မဟုတ်ဘူးနော်သူ့မှာအားကိုးရတဲ့လက်ထောက်တယောက်ရှိသေးတယ်အဲ့ဒါကတော့ CA3140 op-amp ပါသူတို့နှစ်ယောက်တွဲပြီးအလုပ်လုပ်လေးရှိပါတယ်ကဲစာတွေးတယ်ခဏထားပြီးလက်တွေ့စစ်ဆေးဖို့အချိန်ရောက်ပါပြီပထမဆုံးအနေနဲ့ဒီဘိုးကောင်းလားမကောင်းလားဆိုတာကိုအကြံဖျင်းသိနိုင်မဲ့အယိုးရှင်းဖုန်းနဲ့အမြန်ဆုံးစစ်စင်းနည်းလေးကိုအရင်ကြည့်လိုက်ကြရအောင်လောကမှာကအရန်ရိုးစင်းနဲ့အဆင့်3ဆင်းပဲရှိပါတယ်နံပါတ်1ဘိုးကို +12 volts DC power ပေးမယ်နံပါတ်2 SG3525 IC ပေါ်က pin 11နဲ့ pin 14ကိုရှာလိုက်မယ်ပြီးရင်တော့နောက်ဆုံးအဆင့်အနေနဲ့အဲ့ဒီ pin တစ်ခုမှာပိုအား block စီလက်ချရာကို multimeter နဲ့တိုက်ကြည့်လိုက်ရုံပါပဲအဲ့တော့ multimeter မှာကောဘယ်လို gain ကဏ္ဍမျိုးကိုတွေ့ရဖို့မျှော်လင့်ထားရမလဲအခြေကတော့9တမတ်ဖို့ပချလေလောက်ပေါ့ဟုတ်ပါတယ်ပင်7နဲ့ပင်4နှစ်ခုလုံးမှာဒီ9တမတ်ဖို့လောက်ကိုတွေ့ရပြီဆိုရင်ဒါဟာပထမအဆင့်အစမ်းတမှုအောင်မြင်တယ်ဆိုတဲ့အချက်ပြပါပဲဒီလိုဘိုးအားထွက်တယ်ဆိုတဲ့အသေးပေကတော့ SG 300နဲ့4 IC ကိုတိုင်ကအလုပ်လုပ်နေတုန်းအသက်ရှင်နေတုန်းပဲဆိုတာကိုပြနေရပါဒါပေမဲ့ခဏလေးနော်ဒါကဇလန်းအစပဲရှိပါသေးတယ်ဒီရလက်တစ်ခုတည်းနဲ့ဘိုးတစ်ခုလုံးကောင်းတယ်လို့တော့လုံးဝအာမမခံနိုင်သေးပါဘူးကဲအခုနိပညာရှင်တော်ရများများကိုခေါင်းကိုက်စေတဲ့တော်တော်လေးကိုဒုက္ခပေးတဲ့အခြေအနေတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကဘာလဲဆိုတော့အဖြစ်မှာစောက်ပွဲပေါ်မှာစစ်လိုက်တော့အလုံးโอเคပဲဒါပေမဲ့စစ်ထဲကိုပြန်ထည့်လိုက်တဲ့အခါမှာတော့ဘာမှလို့မလုပ်တော့ဘူးအဲ့ဒါဘာကြောင့်ဖြစ်ရတာလဲဒီနေရာမှာနိပညာရှင်တယောက်ပဲရင်းခွင်းစံကိုနားထောင်ကြည့်အောင်သူကပြောတယ်ကျွန်တော်ဒီ panel ကိုဖျောက်လိုက်တယ်မီးသွင်းလိုက်တယ်အဲ့ဒီတော့ signal တိုင်းလို့ရတယ်ဒါပေမဲ့ panel ကိုယူပြီးတက်ဆင်ပြီး plat ထိုးလိုက်တော့ punch ကပျောက်သွားရောတော်တော်လေးစိတ်ဖြစ်စရာကောင်းတဲ့အခြေအနေပါဟုတ်တယ်မလားအားလုံးအဆင်ပြေပြီးတော့ထင်လိုက်တဲ့ချိန်ကျလာပြဿနာကပြန်ပေါ်လာတာမျိုးပေါ့ဆိုတော့ဒီလိုအခြေအနေကဘာကိုပြောနေရလဲဆိုရင်ပြဿနာကမျက်မြင်ထက်ပိုနေတယ်မျက်နှာပြင်မှာမြင်နေရတာထက်ပိုနေတဲ့ပြဿနာတစ်ခုရှိနေပြီဒါကြောင့်စုံစမ်းစစ်ဆေးမှုကိုနောက်တစ်ဆင့်တက်ဖို့အချိန်တန်ပြီဆိုတာကိုပြောနေရပါပဲโอเคအခုဆိုရင်စုံထောက်အလုပ်ကိုတကယ်လုပ်ရတော့မယ်အစွမ်းထက်တဲ့ checklist တစ်ခုကိုထုတ်သုံးပြီးတော့အရေးကြီးတဲ့ပင်လေးခုရဲ့ volva ကိုတိုင်းတာပြီးတဲလုံးစာတွေရှာဖွေကြတာမယ်ဒီစရာကတော့လက်ညွတ်မီပုံပဲဗျာမထားရမှာတွေက pin 15သူက VCC လို့ခေါ်တဲ့အဓိက power ထုတ်ပံ့မှုစနစ်ဖို့လောက်ရှိနေရမယ်pin 16ဒါက VREF reference voltage ပေါ့တိတိကျကျ9 volt လောက်ရှိနေရမယ်ပြီးတော့ pin 9ဒါက current limiting အတွက်4 volt လောက်ရှိနေရမယ်နောက်ဆုံးတစ်ခု pin 8သူက soft start အတွက်ဖြစ်ပြီး4.6 volt လောက်ရှိနေရပါမယ်ဒီကိကနန်းဒီကပဲပြဿနာရဲ့အရင်းမြစ်ကိုဖော်ထုတ်ပေးမဲ့တော့ချက်တွေဖြစ်လာမှာပါကဲအခုနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာတော့ဆွဆောင်းထားတဲ့တယ်လွန်းစားတွေတိုင်းတာချတဲ့ volt အားတွေကိုပေါင်းဆက်ပြီးတော့တကယ်တရားခံကိုဖော်ထုတ်ကြမယ်ဒီ volt အားတွေကဘာဇက်လန်းတွေပြောပြနေတာလဲအဖြစ်များတဲ့ပြဿနာတစ်ခုကိုအရင်ကြည့်အောင်အစိုးရလုပ်ခဲ့တဲ့ Yoshi နဲ့ Power Up Test မှာတော့မှ pin 11နဲ့14မှာဘာ pulse output မှမထွက်ဘူးဘာဘိုးအောင်မတိုင်းလို့မရဘူးဆိုရင်ဘယ်ကစပြီးစစ်ဆေးမလဲဒီလိုအခြေအနေမှာဆိုရင်မက်ဆီကိုပထမဆုံးပြိမတ်ထားရမယ့်နေရာကတော့ pin 9ပါပဲဒီနေရာမှာတော့လမ်းနှစ်ခွာကွဲသွားပါပြီတကယ်လို့ pin 9ကိုတိုင်းကြည့်လို့၄ဘိုးလောက်ရှိနေတယ်ဆိုရင် op-amp circuit ကအလုပ်လုပ်နေတယ်လို့ယူဆနိုင်တယ်ပြဿနာကတခြားတနေရာမှာရှိနေနိုင်တယ်ဒါပေမဲ့ pin 9မှာ 0V ပဲပြနေတဲ့ volt အလုံးဝမရှိဘူးဆိုရင်တော့တန်တရားက CA3140 op-amp ကိုတန်ရောက်သွားပါပြီတေချာအောင်လုပ်ချင်ရင်အဲ့ဒီ op-amp ကိုဖြုတ်ကြည့်လိုက်ပါ
ဖြုတ်လိုက်တဲ့အချိန်မှာ force ပြန်ထွက်လာပြီဆိုရင်တော့ဟုတ်ပါပြီတရားခံကသူ့ပဲဆိုတာသေချာသွားပါပြီ ကဲနောက်ထပ်ပိုးပြီးရှုပ်ထွေးတဲ့ချုပ်ရင်းချက်တစ်ခုကိုစက်ကြည့်ရအောင်အဲ့ဒါကတော့အပြင်မှာစစ်တော့အောင်မြင်နေဒါမှစက်ထဲတက်လိုက်တဲ့အခါကျမှအလုံးမလုံးတော့တဲ့ပြဿနာပေါ့ ဒီလိုအခြေအနေမျိုးမှာအဓိကတန်တရားရှိရမှာကဘိုးရဲ့ protection circuit ပါကာကွယ်ရေးစစ်နေပေါ့သူကအတခုခုမူမမှန်တာတွေ့တာနဲ့စက်ကိုကာကွယ်ဖို့အတွက်အလုပ်လုပ်တာကိုရပ်တန့်ပစ်လိုက်တာပါအဲ့ဒီ circuit အလုပ်လုပ်နေလားမလုပ်ဘူးလားဆိုတဲ့တန်လွန်စားကိုတော့ pin A ကနေရနေပါတယ် အရင်လိုပါပဲ pin 8ကိုတိုင်းကြည့်လို့3.8ဘိုးလောက်ရှိနေတယ်ဆိုရင် software နဲ့ protection input ကကောင်းကောင်းမွန်မွန်အလုပ်လုပ်နေတယ်လို့ဆိုလိုပါတယ်ဒါပေမဲ့ pin 8မှာ 0V ပဲထည့်နေတယ်ဆိုရင်တော့အဲ့ဒါ protection transistor တွေကအလုပ်လုပ်နေပြီးတစ်ခုခုကိုကာကွယ်ဖို့အတွက်ပိတ်ချလိုက်ပြီဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒီအခါကျရင်တော့အဲ့ဒီ transistor တွေကိုစစ်ဆေးကြည့်ဖို့လိုအပ်လာပါပြီ ဒီနေ့ဆွေးနွေးကြတာတွေကိုအဓိကအချက်3ချက်နဲ့ပြန်ချုပ်ကြည့်အောင်ပထမဆုံး +12V baby pin 11နဲ့14မှာ 5.2V လောက်ရှိမရှိစစ်ဆေးပြီး ST3525IC ခေါင်းမကောင်ကိုအရင်ဆုံးအတည်ပြုပါဒုတိယအချက်အဲ့ဒီပထမအစစ်မှာတော့မအောင်မြင်ဘူးဆိုရင်တော့ pin 9ကိုစစ်ပြီး op-amp circuit ကိုဆက်လက်ဆုံးသတ်မှာနောက်ဆုံးအချက်ဘိုးကအပြင်မှာစစ်တော်ကောင်းပြီးဆက်ထဲတာမှာအလုံးမလွတ်တော့ဘူးဆိုရင်တော့ pin 8ကိုစစ်ပြီး protection circuit မှာပြဿနာရှိမရှိရှာဖွေပါ အခုလိုမျိုးစနစ်တကျယူတီကြစစ်ဆေးတဲ့နီလာနဲ့ဆိုရင်အရင်တောင်ကပြတ်ပြီးဆိုပြီးဘေးဖယ်ထားခဲ့တဲ့ဘိုဒီထဲကဘလောက်များကိုပြန်လဲအသက်သွင်းနိုင်မလဲဆိုတာတော့တကယ်ကိုစဉ်းစားစရာကောင်းတဲ့မိကုံးတစ်ခုပါပဲ